တနေ့ကိုတနာရီအချိန်ပေးရုံနဲ့ပဲတင်ရဲ့ဘဝကတကယ်ပြောင်းလဲသွားနိုင်တယ်။ဒါကနောက်ကျမှဖြစ်မှာမဟုတ်ဘူး။အခုချက်ချင်းဆောက်လုပ်လို့ရတာ။ဒါဟာပြောသက်တည်မဟုတ်ပဲတင်းနေတိုင်းဖြတ်တန်းနေတဲ့လူနေမှုပုံစံကိုစိန်ခေါ်လိုက်တာပါ။လူအများစုကဖုံးဖို့ညှဉ်းညူဖို့ဒါမှမဟုတ်တခုခုကိုထိုင်ဆောင်နေရင်းနဲ့ပဲအချိန်တွေကိုအလဟတ်သက်ကုံဆုံးစေပြီးဘဝပြောင်းလဲလာဖို့မျှော်လင့်နေကြတာ။တကယ်တော့ကိုယ့်ကိုယ်အတွက်တစ်နေ့ကိုတစ်နာရီလောက်ပဲအာရုံစိုက်ပြီးအချိန်ပေးစီပါအရာအလုံးကစပြီးပြောင်းလဲလာလိမ့်မယ်အဲ့ဒီတစ်နာရီကမော်ဆန်နေလို့မဟုတ်ပဲတင်ကိုယ်တိုင်ကရည်ရွယ်ချက်ရှိရှိနဲ့လှုံ့ဆော်လာလို့ပါဒါကကြောညာနေတာမဟုတ်ပါဘူးတကယ်လက်တွေ့ကျကျတိဆောက်ယူရမယ့်အရာပါဒီတနာရီကနေတင်းရဲ့စီကံရှင်းလင်းပြတ်သားတဲ့အတွေ့အခေါ်တိုးတက်မှုနဲ့ကိုယ့်ကိုယုံကြည်မှုတွေဖြစ်လာလိမ့်မယ်ကိုယ့်ကိုပြန်ပြီးကြည့်ပါအောင်တင်ဒီနေရာမှာရပ်နေခဲ့တာဘယ်လောက်တောင်ကြာပြီလဲဘဝပြောင်းလဲဖို့ဆိုတာတစ်နေ့လုံးအရှင်ပေးနေဖို့မလိုပါဘူးတစ်နေ့ကိုတစ်နာရီစီထက်ခါတလဲလဲလှုပ်ဆောင်သွားဖို့ပဲလိုတာပါအားလုံးပဲမင်္ဂလာပါတဝဲမထရမြန်မာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျမတို့တွေနေ့စဉ်ဘဝမှာအလုပ်တွေအများများပြီးအချိန်မလောက်တလို့ခံစားနေရတာရုန်းကန်နေရတာတွေရှိတယ်မဟုတ်လားဒီလိုအချိန်မလောက်ငှားတဲ့ဒုက္ခတွေကနေလွတ်မြောက်စေဖို့အတွက်နာမည်ကျော်စာရေးဆရာကြီးတာအီချီအိုနိုရေးသားထားတဲ့ What How It Is and ဆိုတဲ့စာအုပ်လေးအကြောင်းကိုဒီကနေ့မှာစိတ်လေးမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီစာအုပ်လေးကနေတစ်ဆင့်ကျမတို့ရှာဖွေနေတဲ့အောင်မြင်မှုဆိုတာတကယ်တဲ့အချိန်ကြာကြီးပေးဆက်နေမှရတာလားဆိုတာကိုပြန်လည်ဆွေးနွေးသွားမှာဖြစ်ပါတယ်။မိတ်ဆွေဘလောက်ပဲအလုံးရှုံးနေပါစေ။တနေ့ကိုထိရောက်တဲ့တနာရီပဲစနစ်တကျအသုံးချပြီးမိမိရဲ့စိတ်နေစိတ်ထားနဲ့လှုပ်ဆောင်ချက်တွေကိုပြောင်းလဲလိုက်တာနဲ့တကယ်တိုးတက်မှုနဲ့စိတ်အေးချမ်းမှုကိုဘလို့တိဆောက်နိုင်မလဲဆိုတာတွေကိုလေ့လာသွားမှာဖြစ်ပါတယ်။အစီအစဉ်လေးကိုဆက်မသွားခင်မှာဒီလိုဘဝအတွက်တမိုးရှိတဲ့တေးခေါ်တဲ့တွေကိုအမြဲမပြတ်လေးလာနိုင်ဖို့အတွက်ကျမတို့ရဲ့ channel လေးကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့အောင်နော်။ကဲဒါဆိုရင်ပထမဆုံးအခန်းကိုတူတူစလိုက်ရအောင်ရှင်။အခန်း1တနေ့ကိုတနာရီအချိန်ပေးပြီးကိုမြင့်တင်ဖို့ဖြစ်တယ်။အရာအလုံးကိုတပြိုင်တည်းလုပ်ပြဖို့မဟုတ်ပဲမှန်ကန်တဲ့အရာတွေကိုမှန်ကန်တဲ့အချိန်ပမာဏပေးပြီးနေတိုင်းလုပ်ဖို့ပါ။လူတွေကြာရှုံးကြတာဟာအရေးချင်းမရှိလို့မဟုတ်ပါဘူး။ကိုကြိုးရှိစေမယ့်နေရာမှာအချိန်ကိုဘယ်လိုသုံးရမလဲဆိုတာကိုမသိကြလို့ပါ။တနာရီဆိုတာမိနစ်60ပဲရှိပြီးတင်ရဲ့တစ်နေ့တာလုံးမှာ400ခိုင်နှုန်းပဲရှိတာပါ။ဒါပေမဲ့လူတော်တော်များများကဖုံးဖို့အပျော်ပါအတွက်နဲ့ညှဉ်းညူဖို့အတွက်ပဲနိုင်ပေါင်းများစွာချိန်ဖြုံးနေကြပြီးကိုယ်အတွက်ကြတော့တနာရီတောင်ချိန်မပေးနိုင်ကြဘူး။အဲဒါကြောင့်ပဲလူတော်တော်များများဟာသူတို့တကယ်ဖြစ်လာတဲ့လူမျိုးဖြစ်မလာကြတာပါဘဝပြောင်းလဲဖို့ဆိုတာကံကောင်းဖို့မလိုတလို့အချိန်ခါကောင်းကိုစောင့်နေဖို့လည်းမလိုပါဘူးဒါဟာတင့်ရဲ့စီကံတွေပြတ်သားတဲ့ဆုံးဖြတ်ချက်ပေါ်မှာပဲမူတည်နေတာပါတင်ဖြစ်ချင်တဲ့နေရာကိုရောက်မနေသေးဘူးဆိုရင်တင်ရဲ့အချိန်တွေကိုမှားယွင်းတဲ့နေရာမှာသုံးနေပြီလို့ဖြစ်နိုင်ပါတယ်ဘာလို့လဲဆိုတော့အချိန်ဆိုတာတင်းရဲ့ဦးစားပေးမှုတွေကိုထင်ဟဲပြနေတဲ့မှန်တစ်ချက်လိုပါပဲ။တနေ့တာမှာတင်ပေးလိုက်တဲ့တနာရီကတင်ကိုတင်ဘလောက်တန်ဖိုးထားတယ်ဆိုတာကိုအများကြီးသက်သေပြနေတာပါ။အဲ့ဒီတနာရီကိုအနားယူဖို့ဒါမှမဟုတ်လက်တွေ့ဘဝကနေထွက်ပြေးဖို့မသုံးပဲကိုတိဆောက်ဖို့လေ့လာဖို့ဆင်ခြင်ဖို့နဲ့လေ့ကျင့်ဖို့သာသုံးမယ်ဆိုရင်နောက်ပိုင်းလာတွေမှာတင့်ကိုတင်တောင်မှတ်မိမှာမဟုတ်တော့ပါဘူး။ဒါကိုလုပ်ဖို့ထူးထူးခြားခြားတွေလိုနေတာမဟုတ်ပါဘူးကလထိုင်းတစ်လုံးမဆုစာအုပ်တစ်အုပ်နဲ့တိတ်ဆိတ်တဲ့နေရာလေးတစ်ခုပဲလိုတာပါအဓိကလိုအပ်တာတွေကတော့စီကံရှိမှုအမြင်မပြတ်လှုပ်ဆောင်မှုနဲ့ကိုရိုးသားမှုပါပဲတနေ့ကိုတနာရီဆိုတာတင်းရဲ့အတွေ့အခေါ်တွေကိုပြောင်းလဲဖြစ်ဖို့လုံလောက်တဲ့အချိန်မှာတင်းရဲ့အတွေ့တွေကိုထပ်မြက်လာပြီးဆိုရင်ဘဝကစားပြီးပြောင်းလဲလာပါလိမ့်မယ်အတိတ်ပဲမရှိတဲ့အရာတွေပေါ်မှာအချိန်ဖြုံးရတာရပ်သွားမယ်ပြဿနာတွေကိုတုံ့ပြန်နေမယ့်အစားရည်ရွယ်ချက်ရှိရှိနဲ့ဖန်တီးလာနိုင်မှာဖြစ်ပါတယ်။တကယ်တော့တင့်မှာအချိန်ရှိပြီးသားပါ။အဲ့ဒီအချိန်ကိုပြန်ပြီးသိမ့်ပိုက်ဖို့ပဲလိုတာ။အလိုအရန်များတယ်ဆိုတဲ့ဆွေးကျင်တွေကိုရပ်လိုက်ပါ။ကိုပိုကောင်းအောင်လုပ်ဖို့ထက်အရေးကြီးတဲ့အလုပ်ဆိုတာမရှိပါဘူး။တင်ကတိုးတက်ဖို့အတွက်အချိန်မပေးဘူးဆိုရင်ဘဝကတင့်ကိုနောင်တရဖို့အတွက်အချိန်ပေးရအောင်အတင်းကျပ်လုပ်လာပါလိမ့်မယ်။ဒါကြောင့်အခုကစားပြီးကိုတာဝန်ယူပါငါပြင်းနေခဲ့မိလားငါအယုံနှောင်းနေမိလားဆိုတာကိုရိုးသားသားဝန်ခံပါ
တင့်ကိုဘယ်သူမှလာမကယ်ဘူးဆိုတာကိုသိထားရမယ်။ဒါဟာစိတ်ထဲကျစရာမဟုတ်ပဲအားတက်စရာပါ။ဘာလို့လဲဆိုတော့တင်းဘဝဟာတင်းလက်ထဲမှာရှိနေလို့ပါ။တင်းကအရန်တော်နေဖို့ဒါမှမဟုတ်ရန်နေဖို့မလုပ်ပါဘူး။ဒါပေမဲ့နေတိုင်းပုံမှန်လုပ်ဖို့တော့လိုပါတယ်။တခြားသူတွေပင်ပန်းနေချိန်မှာတင်းကတိုးတက်နေမယ်။တခြားသူတွေတွေ့ဝေနေချိန်မှာတင်းကလေးလာနေမယ်။အဲ့ဒီတနာရီကိုစာဖတ်ဖို့စာရေးဖို့ဒါမှမဟုတ်ခန္ဓာကိုယ်လေးချင်ကန်လုပ်ဖို့တုံးပါကိုယ့်ရဲ့စင်ကျင်တွေတဲ့တင်ကပိုပြီးအစမ်းထွက်တယ်ဆိုတာကိုတတိပြပါတနာရီလောက်ပြက်ကွက်သွားရင်လည်းအာမလျော့ပါနဲ့ပြန်ဆလိုက်ပါတင်ကပြီးပြည့်စုံနေဖို့စူးစမ်းနေတာမဟုတ်ပဲမနေ့ကထက်ပိုကောင်းတဲ့သူဖြစ်ဖို့စူးစမ်းနေတာပါအချိန်ကြာလာတာနဲ့အမျှဒီတနာရီကတင်းရဲ့စကားပြောဖို့လမ်းလျှောက်ပုံကအစတင်းရဲ့စရိုက်တစ်ခုလုံးကိုပြောင်းလဲပေးသွားပါလိမ့်မယ်ငါကိုယ့်ကိုပြန်ပြီးယုံကြည်လာမယ်မှန်ထဲမှာကြည့်လိုက်တဲ့အခါကိုယ့်ကိုပေးထားတဲ့ကတိကိုတီးအောင်စောင့်ထိန်နိုင်တဲ့သူတစ်ယောက်ကိုမြင်တွေ့ရပါလိမ့်မယ်။ဒါဟာတကယ်ကိုအစမ်းထက်တဲ့ပြောင်းလဲမှုပါ။အောင်မြင်မှုဆိုတာတကယ်တော့သိမရှုပ်ထွေးပါဘူး။ဒါဟာလိုအပ်ချက်လည်းမဟုတ်သလိုရေးချယ်ခံထားရတဲ့လူနည်းစုအတွက်ပဲမဟုတ်ပါဘူး။အောင်မြင်မှုဆိုတာနေတိုင်းကိုယ့်ကိုပြောင်းလဲဖို့ရေးချယ်တဲ့သူအတွက်ပဲဖြစ်ပါတယ်။ဒီလိုရွေးချယ်မှုဆိုတာကကိုယ့်ကိုအားရင်ကုန်ခံစေမဲ့အရာတွေကိုဟင်အင်းလို့ညင်ဆိုတတ်တာကိုယ့်အတွက်စီကံတမတ်တာနဲ့အထူးသဖြင့်ဘသူမှကြည့်မနေတဲ့အချိန်မှာတော့လှုပ်တင်တာကိုလှုပ်တာပါအဲ့ဒါကပဲတင်းရဲ့ character ပါပဲတနေ့ကိုတနာရီအချိန်ပေးတာဟာတင့်ကိုတင်အားကိုးလို့ရတယ်ဆိုတာကိုတင်ပေးလာပါလိမ့်မယ်တင်းရဲ့အနာဂတ်ဟာအခုလောလောဆယ်တတောက်တက်တာရှိမှုထက်ပိုတန်ဖိုးရှိတယ်ဆိုတာနဲ့အချိန်ဆိုတာထားစားတစ်ခုမဟုတ်ပဲအသုံးချရမယ့်ကိရိယာတစ်ခုဖြစ်တယ်ဆိုတာကိုသိလာစေမှာပါဒီတနာရီကိုပုံမှန်အသုံးချသွားရင်တင့်ရဲ့ယုံကြည်မှုတွေတိုးလာမယ်ပြည့်စုံတဲ့အချိန်ကိုထိုင်မဆောက်တော့သလိုသူတစ်ပါးရဲ့ထောက်ခံမှုကိုလည်းလိုတော့မှာမဟုတ်ဘူးဘဝဆိုတာကံတရားကြောင့်မဟုတ်ပဲစ조사မှုကြောင့်ဖြစ်လာတယ်ဆိုတာသင်သိလာပါလိမ့်မယ်ဒီတနာရီရဲ့တန်ဖိုးကစုမိလာရင်အယံများပါတယ်။တလားမှာနာရီ30တိုးတက်လာမယ်။6လမှာနာရီ180ရင်းနှီးမြှုပ်နှံပြီးသားဖြစ်သွားမယ်။တနေ့မှာနာရီ365တိဆောက်ပြီးသားဖြစ်သွားမယ်။တခြားသူတွေကညှဉ်းညူနေတော့မှတင်ကားတော့တိုးတက်ပြောင်းလဲနေမှာပါ။ဒါကြောင့်တင်ရဲ့အချိန်ကိုထပ်ပြေးဖို့သုံးပါလား။တိုးတက်ဖို့သုံးပါလားဆိုတာကိုကိုယ့်ကိုပြန်မေးကြည့်ပါ။စိတ်အားထက်သန်မှုကိုထိုင်မဆောက်ပါနဲ့တင်စားလုံးလိုက်မှရောက်လာမှာပါအချိန်တစ်ခုကိုတတ်မှတ်ပါဒါကိုဘသူနည်းမှညှိနှိုင်းစရာမလိုဘူးဘသူကိုမှရှင်းပြနေစရာလည်းမလိုဘူးဒါဟာတင်ရဲ့ဘဝတင်ရဲ့အချိန်ပါပဲဒီလိုအရှင်ဟော်ရလာတာနဲ့အမျှယုံကြည်မှုတွေတတိတွေရှိလာပြီးတင်ရဲ့ဘဝကပြောင်းလဲလာမှာပါအခန်းနဲ့အရာကထပြီးတင်ရဲ့တနေ့တာကိုပြန်သိမ်းလိုက်ပါလူအများစုကအလန်းကိုအိတ်ငိုက်ပြီးထက်ခါတလဲလဲစနိုးနှိပ်လိုက်တဲ့အခါသူတို့ရဲ့အချိန်တွေကိုတွေမဟုတ်ပဲဘဝရဲ့ပိုင်ဆိုးခွင့် ownership ကိုပါပေးလိုက်မိနေတာကိုတတိမထားမိကြဘူးတင်ကရွယ်ချက်ရှိရှိနဲ့အိယာကမထားဘူးဆိုရင်တင်ရဲ့အကျင့်ဟောင်းတွေစိတ်ခံစားချက်တွေနဲ့စင်စင်တွေကတင်ရဲ့တနေ့တာကိုလာပြီးလှမ်းမိုးသွားပါလိမ့်မယ်အဲ့ရာကစောစောထားတာဟာအချိန်စီမံခန့်ခွဲတာတည်းမဟုတ်ပဲဘဝကိုစီမံခန့်ခွဲတာပါပဲမနက်ခင်းရဲ့ပထမဆုံးဖြတ်ချက်ကတနေ့တာလောက်အတွက်လမ်းစာဖော်ပေးတာပါတင်ကတွန်းဆုံနေမယ်ဆိုရင်နောက်လုံးမဲ့အရာတွေကလည်းကမောင်ကမာဖြစ်ကုန်လိမ့်မယ်ဒါပေမဲ့တင်ကလှုပ်ဆောင်ချက်နဲ့စတင်လိုက်မယ်ဆိုရင်တင်ရဲ့တနေ့တာကစားအရီနဲ့စတင်မှာပါတင်ကတင်ရဲ့နေ့ကိုဥမဆောင်ရင်အဲ့ဒီနေ့ကတင်ကိုတူသွားခြင်းနဲ့စီကိုပဲခေါ်သွားပါလိမ့်မယ်ဒါကြောင့်အခက်အခဲရှိနေရင်တော့တင်ပြောထားတဲ့အတိုင်းအိယာကထားတာဟာတင်ကိုတင်ထိန်ချုပ်နိုင်နေဆိုတာကိုတင်ပေးတာပါပဲဘသူမှကြည့်မနေတဲ့အချိန်ကိုအတွက်ခက်ခဲနေတဲ့အချိန်မှာတော့စီကံရှိရှိလှုပ်ဆောင်တာဟာတင့်ကိုတင်ထိန်ချုပ်နိုင်စေရှိတာကိုတင်ပေးတာပါကိုထိန်းချုပ်နိုင်ပြီလို့ခံစားရတဲ့အခါဘဝမှာအရာအလုံးကဖြစ်နိုင်စေပိုရှိလာတယ်လို့ထင်မြင်လာပါလိမ့်မယ်။စိတ်ခံစားချက်တွေနောက်ကိုမလိုက်တော့ပဲအကျဉ်ဟောင်းတွေရဲ့ကြုံဖြစ်ကနေလွတ်မြောက်သွားမယ်။အခုလောလောဆယ်ခံစားရတဲ့အပျော်ထက်တင်တကယ်ဖြစ်ချင်တဲ့သူဖြစ်ဖို့အတွက်ပဲဆုံးဖြတ်ချက်တွေချလာနိုင်ပါလိမ့်မယ်။လူတော်တော်များများကဘဝကိုပြောင်းလဲခြင်းတယ်လို့ပြောကြပေမဲ့အပြောင်းလဲဆိုတာအကစားယုံမှစတာမဟုတ်ဘူး။ရုံးခန်းထဲမှာလည်းမဟုတ်ဘူး။စာအုပ်အုပ်ထဲမှာလည်းမဟုတ်ဘူး
အဲ့ဒီအပြောင်းလဲကနှုတ်ဆက်မိလာလို့အိယာကထားဖို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာပဲတကယ်စားတာပါတကယ်စည်းကမ်းဆိုတာအဲ့ဒီမှာစားတာပါကြီးကြီးကျယ်ကျယ်အခမ်းအနားတွေမှာမဟုတ်ပဲတင်းရဲ့အခန်းထဲမှာတိတ်တိတ်ဆိတ်ဆိတ်နဲ့တတောက်တတာရှိမှုထက်လှုပ်ဆောင်ချက်ကိုရွေးချယ်လိုက်တဲ့အချိန်မှာစည်းကမ်းဆိုတာဖြစ်လာတာပါအဲ့ရထားရတာကိုစိတ်လှုပ်ရှားနေဖို့မလိုပါဘူးလှုပ်ချင်စိတ်ရှိဖို့ပဲလိုတာပါအစစ်သေးဖြစ်ပြီလို့ခံစားရတဲ့အထိစောင့်နေတာဟာအကြီးမားဆုံးအမှားပါပဲလှုပ်ချင်စိတ်ပေါ်လာမှလှုပ်မယ်လို့စောင့်နေရင်တော့ထာဝရစောင့်နေရပါလိမ့်မယ်တိုးတက်မှုဆိုတာတင်ရင်စလှုပ်ရှားလိုက်မှဖြစ်လာတာပါဒီလိုနေတိုင်းပုံမှန်လှုပ်ဆောင်သွားရင်အဲ့ဒီမနက်စောစောအချိန်တွေကတင်ရင်အတွက်အားသာချက်ဖြစ်လာပါလိမ့်မယ်ဘဝမှာအောင်မြင်နေတဲ့သူတွေဟာအမြဲတမ်းအတော်ဆုံးဒါမှမဟုတ်အရေးချင်းအရှိဆုံးသူတွေမဟုတ်ပါဘူး။သူတို့ကနေတိုင်းပုံမှန်ဆွေးရှိလှုပ်ဆောင်တဲ့သူတွေဖြစ်လို့ပါ။ကဘာကြီးနိုးမလာခင်မှာသူတို့ကနိုးနေကြပြီးသူတို့ကနိုးစက်နဲ့ညင်ခုန်ပြီးချိန်မဖြုံဘူး။ဘာလို့လဲဆိုတော့အဲ့ဒီပထမဆုံးတနားရီဟာတနေ့တာလုံးမှာအမှန်ကန်ဆုံးအချိန်ဆိုတာသူတို့သိလို့ပါ။ဘာအနောက်ရှက်မှမရှိပဲတင်းနဲ့တင်းရဲ့ရေးချယ်မှုတွေပဲရှိနေတဲ့အချိန်ပေါ့။အဲ့ဒီရေးချယ်မှုတွေစုမိလာတဲ့အခါမှာတော့တခြားသူတွေမရနိုင်တဲ့အရှိန်အဟုန်ကိုရလာပါလိမ့်မယ်။အဲ့ဒါကပဲတင့်ကိုယုံကြည်မှုပေးမှဖြစ်တယ်လို့အပြောသမားနဲ့အလုပ်သမားကိုကွဲပြားသွားစေမှာပါ။ဘသူမဆိုမနှက်ဖြင်ကြရင်ဘဝကိုပြုပြင်ပြောင်းလဲမယ်လို့လွယ်လွယ်ပြောနိုင်ပေမဲ့ပြောတဲ့အတိုင်းနေ့တိုင်းထားလုပ်တဲ့သူကတော့နေပါတယ်။တင်ဘလို့လူမျိုးဖြစ်ချင်တယ်လဲဆိုတာကိုဆုံးဖြတ်ပါ။လို့ဆက်ကိုအိမ်ငိုက်ပြီးနေလိုက်ခေါင်းပေါ်မှာတတောက်တတာမိနေရင်လည်းပဲဘဝကိုကုန်းဆုံးစေမဲ့သူဖြစ်မှာလား။ဒါမှမဟုတ်ဒါဟာငါရဲ့အချိန်ပဲငါဘဝကိုဘယ်သူမှလာမပေးဘူး။ငါကိုယ်တိုင်ပဲယူရမှာလို့ပြောပြီးတာဝန်ယူမဲ့သူဖြစ်မှာလားကဘာကြီးတိတ်ဆိတ်နေချိန်မှာနိုးထနေရတာဟာအယံကိုဆွအားရှိပါတယ် PR တွေစုညံတန်တွေမရှိပဲတည့်ရဲ့အတွေ့တွေနဲ့အတူဘဝကိုရှေ့ဆက်ဖို့အခွင့်အရေးတွေရနေတာပါလူတော်တော်များများကဒါကိုအိပ်ပျော်နေရင်းနဲ့ပဲလက်လွတ်ဆုံးရှုံးနေကြတာပါစီကံဆိုတာတင်ဖြစ်စင်တဲ့သူစီကိုတွားရဲလမ်းပဲအဲ့ဒီစီကံကမနက်ခင်းမှစားတာပါလွယ်ကူနေတဲ့အချိန်မှစားတာမဟုတ်ဘူးမောင်နေတဲ့အချိန်အေးစိတ်နေတဲ့အချိန်ကိုယ့်ရဲ့ပန်းနိုင်တွေတဲ့အိယာကပို့ပြီးတက်တောက်တက်တာရှိနေတဲ့အချိန်မျိုးမှစားတာပါအဲ့ဒီအချိန်ကပဲတင့်ရဲ့အနာဂတ်ကိုပုံဖော်ပြီးမှာပါ9မိနစ်လောက်ထပ်အိတ်လိုက်အောင်မယ်ဆိုတဲ့အတန်ကိုတင်းလှလို့ယူလိုက်တဲ့အခါတိုင်းတင်ဟာခွန်အားတွေကိုတိဆောက်နေတာပါအိယာထဲမှာစက်မိန်နေဖို့ကပိုလဲပေမဲ့တင်ထားလိုက်တဲ့အခါတိုင်းမှာတင်ရဲ့ကိုယ်ပိုင်လက္ခဏာကိုတိဆောက်ပြီးကိုလေးစားတဲ့သူတစ်ယောက်ဖြစ်လာစေပါတယ်ဒါဟာလက်ခုပ်ဩဘာတန်ရီစီကလာတဲ့ယုံကြည်မှုမျိုးမဟုတ်ပဲတင်ရဲ့လှုပ်ဆောင်ချက်တွေကိုတင်ကိုယ်တိုင်ထိန်းချုပ်နိုင်နေဆိုတာကိုတသိပြရာကရလာတဲ့တကယ်ယုံကြည်မှုမျိုးပါဒါဟာမနက်၄နာရီမှအတင်းထားရတဲ့စရုပ်လိုလူမျိုးဖြစ်ဖို့ဒါမှမဟုတ်ပြည့်စုံနေဖို့မဟုတ်ပါဘူးဒါဟာတင်းရဲ့အချိန်တွေကိုတင်ပြန်ပြီးသိမ့်ပိုက်ဖို့ပါပဲကဘာကြီးကတောင်းဆိုနေတာတွေဒါမှမဟုတ်ဖုန်းထဲကအရာတွေထက်တင်းရဲ့အနာဂတ်အတွက်တကယ်အရေးပါမယ့်အရာကိုလုပ်ဖို့အတွက်ပဲစောစောထားဖို့လိုတာပါတင်းဘဝမှာတနေရာမှာပိတ်မိနေတယ်လို့ခန်းစားရရင်အခုပဲစလိုက်ပါပြည့်စုံတဲ့အစီအစဉ်တွေမရှိသေးရင်တော့အိယာကထားပြီးတည့်ရဲ့အချိန်ကိုပြန်ယူပါမနက်ခင်းရဲ့အဲ့ဒီပထမဆုံးတနာရီကိုတင်ပိုက်ဆိုးလိုက်ရင်နောက်ထပ်23နာရီကကင်တွေရောက်ပို့လေသွားပါလိမ့်မယ်။ဘာလို့လဲဆိုတော့မနက်ခင်းမှာစွမ်းအင်အပြည့်နဲ့စတင်ရင်အဲ့ဒီစွမ်းအားကတနေ့လုံးတင်းနဲ့အတူပါသွားလို့ပါပဲ။ဒါပေမဲ့နှောင့်နှေးမှုအာယုံနှောက်မှုဒါမှမဟုတ်ကိုယ်တန်တရားရှိမှုတွေနဲ့စတင်မယ်ဆိုရင်အဲ့ဒီစွမ်းအင်ဆိုတွေကတင်နာကိုတနေ့ကုန်လိုက်နေမှာပါ။ဒါကြောင့်မနက်ခင်းကိုပယံပဓာတွေနဲ့မစားပါနဲ့ရဲချက်ရှိရှိနဲ့ဥတီချက်ရှိရှိစတင်မှာအဲ့ရထဲမှာစမိန်နေတာကအဲ့ဒီခဏတော့တတောက်တတရှိလိမ့်မယ်ဒါပေမဲ့အဲ့ဒီတတောက်တတရှိမှုအတွက်တင်ရဲ့ပန်းတိုင်းအစမ်းစတွေနဲ့တည်ဖြစ်ခြင်းတဲ့ပုံစံကိုပေးဆက်ရပါလိမ့်မယ်ဒါတွေကကြာလာရင်အခွင့်အရေးတွေလက်လွတ်ဆုံးရှုံးတာနဲ့စိတ်ပြည့်စရာတွေဖြစ်လာလိမ့်မယ်တင်းချတော့မြေကြီးပေါ်ချလိုက်တဲ့အချိန်ကပဲတနေ့တာရေးပထမဆုံးအောင်ပွဲပါပဲအဲ့ဒီအောင်ပွဲကိုတင်ရလိုက်ပြီဆိုရင်တခြားသူတွေအတွက်ရှေ့ရောက်နေပါပြီအခန်းတော့တင်ရဲ့အနာဂတ်တကယ်တိုးတက်မဲ့နေရာမှာပဲအယုံဆိုင်ပါလူတိုင်းအနာဂတ်ကိုပိုကောင်းစီခြင်းကြပေမဲ့တကယ်ကိုရောက်သွားတဲ့သူနေပါတယ်ဒါဟာသူတို့မကြိုးစားလို့မဟုတ်ပဲမှားယွင်းတဲ့အရာတွေပေါ်မှာအယုံဆိုင်ပြီးအချိန်ဖြုံးနေကြလို့ပါပဲတင်ရဲ့ဘဝကတင်ရဲ့အာယုံစိုက်တည်မှုကိုဥတီတဲ့ဘက်ကိုပဲအမျက်ရည်သွားတာပါတင်ရဲ့အာယုံတွေပြန်လည်နေရင်
တင်ဘဝလည်းပြန်လည်နေမှာပါပဲတင်ရဲ့အာယုံဆိုင်မှု attention ဘယ်ကိုသွားတယ်လဲဆိုတာကတင်ရဲ့စွမ်းရည်တွေဘယ်ကိုစစ်စစ်မလဲဆိုတာကိုသတ်မှတ်ပေးပါတယ်အဲ့ဒီစွမ်းရည်တွေရောက်တဲ့နေရာမှာပဲရလက်တွေကစပြီးပုံပေါ်လာတာပါနေ့တိုင်းမှာတင်ဘာကိုတွေးမလဲဘာကိုအလုပ်လုပ်မလဲဘာကိုရှေ့ဆက်မလဲဆိုတာကိုရေးချနိုင်ခွင့်ရှိပါတယ်တင်ရဲ့စိတ်ကိုအာယုံနောက်စေရဲ့အရာတွေစီပဲအမြဲအပါခံနေမယ်ဆိုရင်တင်ဘဝဟာတစ်ခုကိုဖန်တီးနေမယ်အစားတုတ်ပြန်နေရတာနဲ့တင်အချိန်ကုန်သွားပါလိမ့်မယ်တင်ကရေတိုးတတောက်တတာရှိမှုနောက်ကိုပဲလိုက်နေရင်တင်ရဲ့ရေရှည်ပန်းတိုင်တွေကနောက်ကျကျန်ခဲ့မှာပဲအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတယ်လို့ပြောဖို့ကလွယ်ပါတယ်ဒါပေမဲ့အရေးကြီးတာကဘယ်သူမှကြည့်မနေတဲ့အချိန်မှာတင်ရဲ့အာယုံဆိုင်မှုကဘလို့ရောက်နေတယ်လဲဆိုတာပါပဲတခြားသူတွေရဲ့ကိစ္စတွေဝေဖန်ချက်တွေဒါမှမဟုတ်ကိုယ့်ကိုမလုံခြုံတယ်လို့ခံစားရစီမဲ့အရာတွေပေါ်မှာအာယုံဆိုင်နေရင်တင်ဟာတင်ရဲ့အနာဂတ်အတွက်မှန်ယွန်းတဲ့အရာတွေကိုအားပေးနေမိတယ်လို့ဖြစ်နေပါလိမ့်မယ်။တင်ရဲ့အာယုံဆိုင်မှုဟာတင်ရဲ့စွမ်းအားပဲဆိုတာကိုနားလည်ထားဖို့လိုပါတယ်။အန္တရာယ်ရှိတာကအာယုံနောက်စေရဲ့အရာတွေဟာအစာပိုင်းမှာအာယုံနောက်စရာတွေလို့မထင်ရတာပါပဲ။ဖုံးကားလာတဲ့နိုတီတွေအပျော်ပါးတွေအရေးမကြီးတဲ့အလုပ်သေးသေးလေးတွေတခြားသူတွေရဲ့ပြဿနာတွေစသဖြင့်ပေါ့။ဒါပေမဲ့ဒါတွေကတင့်ကိုတိဆောက်ပေးမဲ့အရာတွေစီကနေတင်ရဲ့အာယုံဆိုင်မှုကိုတဖြည်းဖြည်းချင်းခိုးယူသွားကြတာပါဒါကိုတင်သတိထားရမယ်ဘာလို့လဲဆိုတော့တင်ရဲ့အာယုံဆိုင်မှုကိုဘယ်သူကမှလာပြီးကောက်ွယ်ပေးမှာမဟုတ်လို့ပါကဘာကြီးကတင်ရဲ့အာယုံဆိုင်မှုတွေအလဟတ်သက်ဖြစ်သွားတာကိုဂရုမစိုက်ဘူးတကယ်တော့တင်အာယုံနောက်နေလေသူတို့အတွက်အကျိုးမြတ်ရှိလေပါပဲဒါပေမဲ့တင်ရဲ့အနာဂတ်ကတော့တင့်ကိုရှေ့ရောက်စေမဲ့အရာတွေပေါ်မှာအာယုံဆိုင်မှသာတိုးတက်လာမှာပါဆိုလိုတာကလွယ်ကူတဲ့အရာတွေကိုညှင်းပယ်ပြီးတကယ်အရေးပါတဲ့အရာတွေကိုရွေးချယ်တတ်ဖို့တင်ရဲ့စိတ်ကိုလေ့ကျင့်ပေးရမယ်ကိုယ့်ကိုပြန်မေးကြည့်ပါတင်တကယ်ပဲဘာတွေပေါ်မှာအာယုံဆိုင်မိနေတယ်လဲမနေ့ကမားခဲ့တာတွေကိုပဲနိုင်ပေါင်းများစွာထိုင်တွေးနေမိတာလားတင်ထားတဲ့ post ကိုဘယ်သူလိုက်ပေးတယ်လဲဆိုတာကိုပဲခဏခဏစစ်နေမိတာလားတင်ရဲ့စိတ်ထဲမှာကြောက်ရွံ့မှုတွေကိုပဲနေရာပေးထားမိတာလားအာယုံဆိုင်မှုဆိုတာအကန့်အသတ်ရှိပါတယ်ကုံသွားရင်ပြန်မရတော့ဘူးတင်သာသတိမထားမိဘူးဆိုရင်တေဖြစ်ချင်တဲ့ဘဝနဲ့နည်းနည်းမှနီးစပ်မလာပဲတင်ရဲ့အချိန်နဲ့အာယုံဆိုင်မှုတွေကုံဆုံးသွားပါလိမ့်မယ်တင်တိုးတက်ချင်တယ်ဆိုရင်ဘယ်အရာကတင့်ကိုတကယ်ရှိရောက်စေတယ်လဲဆိုတာကိုဆုံးဖြတ်ပါဘယ်အရေးချင်းတွေကတင်းရဲ့အချိန်နဲ့ထိုက်တန်တယ်လဲဘယ်ပန်းတိုင်တွေကတင်းရဲ့အာယုံဆိုင်မှုကိုအပြေးအဝရတဲ့တယ်လဲဆိုတာကိုပေါ့ဒါကိုရှင်းရှင်းလင်းလင်းသိလာပြီဆိုရင်အရာအလုံးပြောင်းလဲသွားပါလိမ့်မယ်ဘာလို့လဲဆိုတော့တင်းရဲ့အာယုံဆိုင်မှုဟာအချိန်ဖြုံးနေတာမဟုတ်တော့ပဲအနာဂတ်အတွက်ရင်းနှီးမြှုပ်နှံမှုဖြစ်သွားလို့ပါပဲအလုံးများနေတာနဲ့အာယုံဆိုင်တာကြားမှာကြီးမားတဲ့ကွာခြားချက်ရှိပါတယ်အလုံးများနေတာကတခုခုလုံးနေရတယ်လို့ခန်းစားရစီပေမဲ့အာယုံဆိုင်မှုရှိရှိလောက်တာကမှတကယ်ရလက်ကိုထပ်ပေါ်စေတာပါတကယ်အာယုံဆိုင်မှုကစ조사အောက်ထုတ်မှုလိုအပ်တဲ့အတွက်ကြောင့်ဒါဟာတက်တာတော့မရှိလာပါဘူးအာယုံနောက်စရာတွေကိုဟင်းအင်းလို့ညင်ပြီးအလုပ်တစ်ခုတည်းအပေါ်မှာစိတ်ရောကိုပါနှိမ့်ညွတ်ရတာကိုလူတော်တော်များများကတော့အဲ့ဒီလိုပြပြသားအာယုံဆိုင်ဖို့ကိုရှောင်ကျဉ်ကြပါတယ်ပြင်းလို့မဟုတ်ပဲအဲ့ဒီလိုအာယုံဆိုင်လိုက်ရင်သူတို့ထွက်ပြေးနေတဲ့အမှတ်တရားတွေကိုရင်ဆိုင်ရမှကြောက်လို့ပါတကယ်အရေးကြီးတဲ့အရာပေါ်မှာသင်အာယုံဆိုင်လိုက်တာနဲ့သင်မှာစင်ကျင်ပေးစရာနေရာမရှိတော့ဘူးဘယ်နေရာတွေမှာအချိန်ဖြုံးနေမိတယ်လဲသင်ရဲ့အကျင့်တွေမှာဘာတွေလိုအပ်နေတယ်လဲဆိုတာကိုမြင်လာလိမ့်မယ်လှုပ်ရှားနေတာနဲ့တိုးတက်နေတာကြားကကွာခြားချက်ကိုလည်းသင်သတိထားမိလာလိမ့်မယ်ဒါဟာတက်တာမရှိပေမဲ့ပြောင်းလဲမှုရဲ့အစပဲဖြစ်ပါတယ်။တင်မှာအချိန်ပိုလိုတာမဟုတ်ဘူး။ပိုကောင်းတဲ့အာယုံဆိုင်မှုပဲလိုတာပါ။တင်တာတစ်နှစ်ပတ်လုံးတစ်နေ့ကိုတစ်နာရီလောက်ပဲပန်းတိုင်တစ်ခုတည်းအပေါ်အာယုံဆိုင်ပြီးအပြေအဝနှင်းမျိုးကြည့်ပါ။နောက်12လအကြာမှာတင့်ကိုတင်တော့မှတ်မိမှာမဟုတ်တော့ပါဘူး။ဒါပေမဲ့ပြဿနာကငါတို့နေနေတဲ့ကဘာကြီးကတင်းရဲ့အာယုံဆိုင်မှုကိုစက္ကန့်တန်ခိုးယူဖို့စူးစမ်းနေတာပါပဲ။ဖုံပို့ကိုင်းမေဒါလေးနေကြည့်ပါအောင်ဒါလေးကိုပြန်ပြေးပါအောင်စသဖြင့်ပေါ့တင်တာကိုမထိန်ချောဘူးဆိုရင်တဲ့ရဲ့အာယုံတွေဟာတင်သားချင်တဲ့ပန်းနိုင်နဲ့အသက်ဆိုင်တဲ့နေရအရက်50လောက်ကိုကွဲပြားသွားပါလိမ့်မယ်ဒါကြောင့်ဒါဟာတစ်ချိန်လုံးအပင်ပန်းခံအလုံးလုံးနေဖို့မဟုတ်ပဲတင်လုံးလိုက်တဲ့အလုပ်ကတကယ်ပဲအရာထင်ဖို့အတွက်ဖြစ်ပါတယ်
အရေးမပါတဲ့အလုပ်သေးသေးလေး10ကိုလုပ်ရင်9နာရီလောက်ချိန်ဖြုံးမဲ့အစားတစ်ဘဝကိုပိုကောင်းစီမဲ့အရာတစ်ခုတွေအတွက်တနာရီလောက်အပြည့်အဝအချိန်ပေးလိုက်ပါအဲ့ဒါကလှုပ်ရှားနေတာနဲ့တိုးတက်နေတာကြားကကွာခြားချက်ပဲအဲ့ဒီကွာခြားချက်ကတင်းရဲ့အာရုံစိုက်မှုကနေလာတာပါတင်းရဲ့စိတ်ကတခြားစီကိုလွင်နေပြီလားကိုယ့်ကိုယ်အာရင်ကုန်ခန်းစီမဲ့အရာတွေစီရောက်နေပြီလားဆိုတော့ကိုတတိထားမိအောင်ကိုယ့်ကိုယ်လေ့ကျင့်ပါတင်းကစိတ်ယုံမဟုတ်ဘူးတင်းရဲ့အာရုံစိုက်မှုကိုတင်ကိုယ်တိုင်ထိန်းချုပ်လို့ရပါတယ်။ဒါကူများများလေ့ကျင့်လေလေတင်းရဲ့အာရုံစိုက်မှုကစက်သားတစ်ခုလိုပဲပိုပြီးတန်မာလာလေလေပါပဲ။အစာပိုင်းမှာတော့အာရုံစိုက်ဖို့ခက်ခဲလာလိမ့်မယ်။ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှတင်းဟာပိုပြီးနက်နက်ရှိုင်ရှိုင်အလုံးလုံးနိုင်လာမယ်။ပိုပြီးရှင်းရှင်းလင်းလင်းတွေးနိုင်လာမယ်။တင်းလိုချင်တဲ့ဘဝစီကိုပိုမြန်မြန်ရောက်သွားလိမ့်မယ်။တင်းရဲ့အာရုံစိုက်မှုကဘယ်နေရာမှာရှိဖို့လိုတယ်လဲဆိုတာကိုအရင်ဆုံးဖြတ်ပါ။တင်ရှောင်နေမိတဲ့ project တစ်ခုဖြစ်ခြင်းဖြစ်မယ်။ကျန်းမာရေးဖြစ်ခြင်းဖြစ်မယ်။ဒါပေမဲ့အသေးတစ်ခုခုလေ့လာတာပျက်စီးနေတာကြာပြီဖြစ်တဲ့အရာတစ်ခုကိုပြုပြင်တာလည်းဖြစ်နိုင်ပါတယ်။ဘာပဲဖြစ်ဖြစ်အဲ့ဒီအရာအတွက်နေတာအာရုံစိုက်ဖို့ကတိပေးလိုက်ပါ။နောက်ပြီးတော့သတင်းအချက်အလက်တွေအရင်များပြားနေတာကနေတင်းရဲ့စိတ်ကိုကွာကွယ်ဖို့လည်းလိုပါတယ်။ကဘာကြီးကစက္ကန့်တိုင်းဘာတွေဖြစ်နေတယ်လဲဆိုတာတင်းအားလုံးသိနေစရာမလိုပါဘူး။ယူရိုတန်းကိုကြည့်ဖို့ကွန်မန်တန်းကိုဖတ်ဖို့ဒါမှမဟုတ်သတင်းကောင်းစဉ်တိုင်းနောက်ကိုလိုက်နေဖို့မလိုပါဘူး။အဲ့ဒီလိုစူညံတန်းတွေကတင်းရဲ့အတွေ့အခေါ်ရှင်းလင်းမှုကိုခိုးယူသွားတတ်ပြီးအဲ့ဒီလိုရှင်းလင်းမှုမရှိရင်တင်းရဲ့အာရုံစိုက်မှုကအားနေပြီးပြန့်လွင့်သွားပါလိမ့်မယ်။တင်းရဲ့စိတ်ထဲကိုဘာတွေထက်မလဲဆိုတာကိုတေချာရွေးချယ်ပါ။သူများပေးသမျှအရာအလုံးကိုလက်ခံစားသုံးဖို့တာဝန်မရှိပါဘူး။တင့်ကိုအချင်းပူဖြုံးစေမယ့်အရာတွေထက်တင့်ရဲ့အတွေ့အခေါ်ကိုပူကောင်းစေမယ့်အရာတွေကိုပဲရွေးချယ်ပါ။တင့်ရဲ့အာရုံစိုက်မှုကတင့်ရဲ့ကိုယ်ပိုင်လက္ခဏာကိုပုံဖော်ပြီးရဆိုတာကိုမှတ်ထားပါ။တိုးတက်မှုစ조사အားထုတ်မှုနဲ့ဖြစ်စဉ်တွေပေါ်မှာအာရုံစိုက်လေတင်ဟာအရေးချင်းရှိသူကိုထိန်းချုပ်နိုင်သူအရာရာတိုင်းကိုအလေတကူစိတ်မလောတတ်သူတရားအဖြစ်ကိုမြင်လာလေပါပဲဒါပေမဲ့တင့်ရဲ့အာရုံစိုက်မှုကအမြဲတမ်းပြန့်လွင့်နေပြီးအာရုံနောက်စရာတွေနောက်ပဲလိုက်နေမယ်ဆိုရင်တော့တင်ဟာစိုးရိမ်ပူပန်မှုတွေကဏမငြိမ်တာတွေနဲ့အပြည့်စုံတဲ့ခံစားချက်တွေကိုခံစားရပါလိမ့်မယ်အတားကတင်းမှာပြဿနာရှိလို့မဟုတ်ပဲတင်းရဲ့စိုင်းအိမ်တွေကိုရွယ်ချက်မရှိပဲသုံးဆနေလို့ပါအာရုံစိုက်မှုပြောင်းလဲလာတာဟာတိုက်ဆိုင်မှုကြောင့်မဟုတ်ပဲနေစဉ်စည်းကမ်းရှိမှုကြောင့်ဖြစ်လာတာပါကဘာကြီးကတင်းအတွက်ဆုံးဖြတ်မပေးခင်မှာမနှံနိုးလာတာနဲ့ဘယ်ရာကတင်းရဲ့အာရုံစိုက်မှုကိုရတင်တယ်လေဆိုတာကိုတင်းကိုယ်တိုင်ဆုံးဖြတ်ပါစည်းကမ်းတွေသတ်မှတ်ပါတင်းရဲ့အတွက်အကျိုးမရှိတာတွေကိုပိတ်ထားလိုက်ပါတင်းကိုလန်းလဲစေမဲ့အရာတွေကိုဟင်အင်းလို့ညင်လိုက်ပါအတားကတင်ရိုင်းဆိုင်လို့မဟုတ်ဘူးတင်ဟာတစ်ခုခုကိုတိဆောက်နေလို့ဖြစ်တယ်လို့တင်ရဲ့အနာဂတ်ကိုလေးစားတဲ့အတွက်ကြောင့်ဒီနေ့မှာပြေဝအာရုံစိုက်နေတာပါအောင်မြင်တဲ့သူတွေကသူတို့ရဲ့အာရုံစိုက်မှုကိုရွှေလိုပဲတံမိုးထားပြီးကာကွယ်ကြတဲ့အကြောင်းပြချက်ရှိပါတယ်အဲ့ဒါကတကယ်တံမိုးရှိလို့ပါပဲသူတို့ကသူတို့ရဲ့စိတ်ထဲကိုလူတိုင်းဝင်ရောက်ခွင့်မပေးသလိုပုံကလာတဲ့နိုဒီတန်းကိုလည်းလိုက်ပြီးတုတ်ပြန်မနေပါဘူးအရေးမပါတဲ့သူတွေကိုလိုက်ပြီးရှင်းပြနေတာမျိုးနဲ့လေနိုင်ပေါင်းများစွာအချိန်မဖြုံးပါဘူးအောင်မြင်တဲ့သူတွေဟာသူတို့ကိုရှေ့ရောက်စေမဲ့အရာတွေပေါ်မှာပဲအာရုံစိုက်ပြီးခိုင်ခိုင်မာမာရပ်တည်လေးရှိကြတယ်။သင်လည်းအတီးလိုပဲလုပ်လို့ရပါတယ်။ဒါပေမဲ့အရာရာကိုတပြိုင်တည်းအကုန်လုံးကိုစူးစမ်းနေတာကိုတော့ရရမယ်။အလုပ်တွေကိုတပြိုင်တည်းအများကြီးလုပ်ခြင်းအဖြစ်အောင်မြင်နိုင်မယ်လို့ထင်နေတာကိုလည်းရလိုက်ပါ။အဲ့ဒါကမဖြစ်နိုင်လို့ပါ။တင်တကယ်လိုအပ်တာကအလုပ်တစ်ခုကိုနက်နက်ရှိုင်ရှိုင်လုပ်ဖို့ဖြစ်ပြီးအဲ့ဒီလိုနက်နက်ရှိုင်ရှိုင်လုပ်နိုင်ဖို့ဆိုတာအရာတစ်ခုရဲ့အပေါ်မှာပဲတင်းရဲ့အပြည့်အဝအာရုံစိုက်မှုကိုပေးမှရနိုင်တာပါကြံ့ကျင်မှုဆိုတာအဲ့ဒီလိုပဲတိစားယူရတာဖြစ်တယ်လို့ကိုယုံကြည်မှုနဲ့ပြောင်းလဲမှုတွေကလည်းအဲ့ဒီကနေပဲရလာတာပါဒါကြောင့်တင်းရဲ့ဘဝကိုရိုးရိုးသားသားဖြစ်ပြန်ကြည့်ပါအခုတင်းရဲ့အာရုံစိုက်မှုတွေကဘယ်ကိုရောက်နေတယ်လဲတင်းရဲ့စိတ်ဆန်းအင်အများစုကိုဘသူတွေဒါမှမဟုတ်ဘယ်ရာတွေကယူနေကြတယ်လဲအဲ့ဓာတွေကတင့်ကိုတိုးတက်အောင်ကိုညီပေးနေတာလားဒါမှမဟုတ်တင့်ကိုအလုံးရှုံးနေအောင်ပဲလှုပ်ထားတာလားတင်ကပြဿနာတွေကိုပဲအာရုံစိုက်နေတာလားဒါမှမဟုတ်အဖြေတွေကိုလားတင့်ရဲ့အနာဂတ်ကိုတည်ဆောက်နေတာလားဒါမှမဟုတ်ရှောင်ဖယ်နေတာလားအရာရာကိုဒီနေ့တရက်တည်းနဲ့အကုန်လုံးစရာမလိုပါဘူးဒါပေမဲ့တနေ့ကိုတနာရီပဲဖြစ်ဖြစ်တကယ်အရေးပါတဲ့အရာတစ်ခုခုအပေါ်မှာတော့အာရုံစိုက်ဖို့လိုပါတယ်
သင်ရဲ့အနာဂတ်တကယ်တိုးတက်လာမယ့်နေရာမှာပဲအာရုံစိုက်ပါအဲ့ဒါကိုမနှက်ဖြန်ရောတပတ်ခါရောဒီတိုင်းထက်ခါတလဲလဲလုပ်ပါသင်သာအဲ့ဒီလိုဆက်လုပ်သွားမယ်ဆိုရင်အောင်မြင်မှုနောက်ကိုတိုင်းနေစီရမလို့တော့ပဲစီကံရှိမှုရှင်းလင်းပြတ်သားမှုနဲ့အရေးကြီးတာကိုအာရုံစိုက်တတ်တဲ့အလေးအကျင့်တွေကြောင့်အောင်မြင်မှုကတင့်စီကိုအလိုအလျောက်ရောက်လာပါလိမ့်မယ်အခန်းလေးဒီနေ့တရက်ကိုပိုင်အချိန်နဲ့အတိပ္ပယ်ရှိတဲ့အရာတစ်ခုခုကိုတိဆောက်ပါမနက်မိုးလင်းတိုင်းတင်းလက်ထဲမှာအချိန်တွေရှိနေပြီးတင်တတိထားမိသည်ဖြစ်စေတတိမထားမိသည်ဖြစ်စေအဲ့ဒီအချိန်တွေကိုတစ်ခုခုတိဆောက်ဖို့ဒါမှမဟုတ်အလဟတ်သက်ဖြုံးတိဖို့အတွက်သုံးနေတာပါပဲလူအများစုကသူတို့ရဲ့တနေ့တာကိုဘေးပဝန်းကျင်ကအရာတွေအပေါ်မှာပဲတုံ့ပြန်ရင်ကုန်းဆုံးစီကြတယ်ဟုတ်စစ်မယ်သူများတွေဘာလို့နေတယ်လဲလိုက်ကြည့်မယ်အလုပ်တစ်ခုပြီးတစ်ခုကမောက်ကပလှုပ်လိုက်ရင်းနဲ့ပဲရက်ကုန်သွားတဲ့အခါသူတို့အတွက်ဘာမှအတိတ်ပဲမရှိတဲ့အရာတွေပေါ်မှာအချိန်ဒီအများကြီးပေးလိုက်မိမယ်အတိကျရတယ်။အဲ့ဒီအခါမှာဘဝကဘာလို့ဟာတတာကြီးဖြစ်နေတာလဲ။ဘာလို့ပိတ်မိနေတာလဲ။ဘာလို့ကိုယ့်ကိုယ်ကိုဂုဏ်ပြုနိုင်တာလဲဆိုပြီးသူတို့တွေးတောနေတဲ့ကြတယ်။အကြောင်းရင်းကတော့အဲ့ဒီနေ့မှာသူတို့လုပ်ခဲ့တဲ့အရာတွေထဲမှာဘာမှအတိတ်ပဲရှိတာမပါခဲ့လို့ပါပဲ။တင့်မှာအချိန်ရှိပါတယ်။အဲ့ဒီအချိန်ကအကန့်အသတ်မရှိတာမျိုးဒါမှမဟုတ်အစီအစဉ်တကြားရှိနေတာမျိုးမဟုတ်ရင်တော့တင့်မှာအချိန်ရှိနေတာပါပဲ။အဲ့ဒီအချိန်ထဲမှာတင်ရေးချနိုင်ခွင့်ရှိတယ်။မနေ့ကလုပ်ခဲ့တဲ့အတိုင်းပဲထပ်လုပ်နေမလား။ဒါမှမဟုတ်တင့်အတွက်တကယ်အရေးပါတဲ့အရာတစ်ခုခုကိုဖန်တီးသုံးမလားဆိုတာပါပဲ။အဲ့ဒါကပဲရှေ့ကိုတိုးတက်သွားမယ့်သူနဲ့တနေရာထဲမှာပိတ်မိနေမဲ့သူကိုကွဲပြားစေတာပါ။ဒါဟာကံတရားကြောင့်မဟုတ်သလိုအခွင့်အရေးကြောင့်လည်းမဟုတ်ပါဘူးအချိန်ကိုဘယ်လိုသုံးသလဲအထူးသဖြင့်ဘယ်သူမှမမြင်ကြတဲ့အချိန်တွေကိုဘယ်လိုသုံးသလဲဆိုတာပေါ်မှာမူတည်တာပါလူတော်တော်များများကသူတို့အလုပ်အရန်များနေတယ်လို့ပြောကြပေမဲ့တကယ်တော့သူတို့အရေးကြီးတဲ့အရာတွေကိုဦးစားပေးတာမပေးတာရှိကြတာပါပဲအရေးကြီးတဲ့အရာတွေအတွက်တော့တင်အမြဲတမ်းအချိန်ရှာတွေ့မှာပါမေးစရာရှိတာကတင်းရဲ့တိုးတက်မှုကအဲ့ဒီဦးစားပေးစင်းတွေမှာပါဖို့လောက်အောင်အရေးကြီးရဲ့လားတင်းရဲ့ရည်မှန်းချက်ကထိုင်ပြီးအာယုံဆိုင်တိဆောက်ဖို့လောက်အောင်အရေးကြီးရဲ့လားဆိုတာပါပဲအမှန်တရားကတော့အတိတ်ပဲရှိတဲ့အရာတစ်ခုကိုတိဆောက်ဖို့ဆိုတာစူးစမ်းအားထုတ်မှုအာယုံဆိုင်မှုတွေလိုအပ်ပါတယ်ဘယ်သူမှတတိမထားမိရင်တောင်ဘယ်သူမှလက်ခုပ်မတီးရင်တောင်ကိုယ်အတွက်တတောက်တက်တာမရှိရင်တောင်ဒါဟာတင့်အတွက်အရေးကြီးလို့တင်ဆက်လို့ရမှာပါအဲ့ဒါကပဲတင့်ရဲ့ဘဝကိုအတိတ်ပဲရှိစေမှာပါပုံမှန်လုပ်ငန်းဆောင်တာတွေကိုပြီးအောင်လုပ်နေရောဒါမှမဟုတ်လုပ်စရာစရင်းကိုလိုက်လုပ်နေုံနဲ့တည်းမဟုတ်ပဲရွယ်ချက်ရှိရှိနဲ့တခုခုကိုတိဆောက်တာမနှက်ဖြင်ကြရင်ပြန်ကြည့်ပြီးခွေယူနိုင်မဲ့အရာတခုခုကိုလောတာမျိုးပါစတင်မှုအတွက်ပြီးပြည့်စုံတဲ့အစီအစဉ်တွေမလိုသလိုစိတ်ပါလာမဲ့အချိန်ကိုစောင့်နေဖို့လည်းမလိုပါဘူးတင်လိုအပ်တာကထိုင်ပြီးတင့်မှာရှိနေတဲ့စိတ်အချိန်စားရင်နဲ့အမျော်မြင်တွေကိုအသုံးချဖို့ပါပဲစာအုပ်ထဲမှာစာတစ်မျက်နှာလောက်ရေးတာမျိုးတင်းရဲ့စိတ်ကူးတွေကိုမှတ်တမ်းတင်တာမျိုးတစ်ခုခုကိုဒီဇိုင်းဆွဲတာမျိုးစမ်းမရေးအတွက်လုပ်တာမျိုးဒါမှမဟုတ်တင့်ကိုနောက်တစ်ဆင့်တက်လန်းစေမဲ့အရေးချက်တစ်ခုခုကိုလေးလာတာမျိုးဖြစ်နိုင်ပါတယ်အဓိကကတင်ဘာလို့တိဆောက်တယ်လဲဆိုတာထက်တစ်ခုခုကိုစပြီးတိဆောက်လိုက်တဲ့အခါတင်းရဲ့ရည်မှန်းချက်တွေကိုပြန်ပြီးခန်းစားလိုက်ရဖို့ပါပဲတင်ဟာရွေချက်မရှိပဲလွင်မျောနေတာကိုရက်သွားမယ်စိတ်အားထက်သန်မှုနောက်ကိုတိုင်းနေတာမျိုးမဟုတ်ပဲမနေ့ဖြစ်မှာရှင်းလင်းပြတ်သားတဲ့ဥတီချက်နဲ့နှိုးထားလာဖို့အကြောင်းပြချက်တစ်ခုကိုကိုယ်တိုင်ဖန်တီးလာနိုင်ပါလိမ့်မယ်လူတော်တော်များများကအပန်းဖြေခရီးထွက်ဖို့မလိုပါဘူးသူတို့ရဲ့အချိန်တွေကတမိုးရှိရဆိုတာကိုပြန်ပြီးတတိပေးနိုင်မဲ့အရာတစ်ခုခုသူတို့ဘဝမှာလိုအပ်နေတာပါတင့်ရဲ့အချိန်ဆိုတာရှင်သန်နေထိုင်ဖို့တင်မဟုတ်ပဲတည်ဆောက်ဖို့အတွက်ပါတခုခုကိုတိဆောက်တယ်ဆိုတာဒီခဏတာလေးထက်ပိုပြီးကြာရှည်ခံမဲ့အရာတစ်ခုကိုလုပ်နေတာပါအရာရာကိုတရက်တည်းနဲ့အကုန်လုံးပြည့်စရာမလိုပေမဲ့သင်ကတော့စတင်ရပါမယ်သင်ရဲ့စိတ်ကူးအိမ်မက်တွေအတွက်အလုပ်လုပ်ဖို့ကိုယ့်ကိုခွင့်ပြုချက်ပေးလိုက်ပါအဲ့ဒါကသင်ငယ်နေပါစေတိတ်ဆိတ်နေပါစေဘာမှမဖြစ်ပါဘူးဘာလို့လဲဆိုတော့ပြည့်စုံတဲ့အချိန်ကိုပဲထိုင်ဆောင်နေမယ်ဆိုရင်အဲ့ဒီအချိန်ကဘယ်တော့မှရောက်လာမှာမဟုတ်လို့ပါပဲ
တင်းကိုအမိလိုက်နိုင်အောင်ဘဝကအရှိန်လျှော့ပေးမှာမဟုတ်ဘူး။ဒါကြောင့်အခုရှိနေတဲ့ဘဝထဲမှာတင်တိုးတက်ဖို့အတွက်နေရာတစ်ခုကိုတင်းကိုယ်တိုင်ဖန်တီးယူရပါမယ်။ကိုယ့်ရဲ့ပန်းနိုင်တွေအတွက်နေတိုင်းပုံမှန်လှုံ့ဆော်တာဟာတကယ်ခွန်အားပဲ။အထူးသဖြင့်တခြားသူတွေနားမလည်တဲ့အချိန်မျိုးမှာပေါ့။တင်းမှာဘယ်သူခွင့်ပြုချက်မှမလိုသလိုလက်ခုပ်တီးတန်းတွေလည်းမလိုဘူး။တင်းလိုအပ်တာကအမြဲမပြတ်လှုံ့ဆော်မှုပါပဲ။တင်းရဲ့အချိန်ကတန်ဖိုးရှိတယ်ဆိုတာကိုနေတိုင်းကိုယ့်ကိုယ်သတိပေးပါအဲ့ဒီအချိန်ကိုဘလို့သုံးသလဲဆိုတာကတင်းရဲ့အနာဂတ်ကိုပုံဖော်ပေးမှာပါဒါဟာဖိအားပေးတာမဟုတ်ဘူးဒါကစွမ်းအားပဲဘာလို့လဲဆိုတော့တင်းဟာဘသူ့ကိုမှစောင့်နေစရာမလိုပဲတင်းလိုချင်တဲ့ဘဝနဲ့နှီးစပ်အောင်ဒီနေ့ကစားပြီးတည်ဆောက်နိုင်လို့ပါသူများနဲ့နိုင်ရှင်ပြီးအယုံမနောက်ပါနဲ့သူများရဲ့အချိန်စရာတွေကြောင့်တင်းနောက်ကျနေပြီလို့မခံစားပါနဲ့တင်းနောက်ကျနေတာမဟုတ်ဘူးအယုံနောက်နေတာပဲရှိတာပါအမြန်ဆုံးနီးလန်းကတော့တနာရီနဲ့ပြန်စားပါလမ်းဆန်းနဲ့စိတ်နဲ့ပြန်စားပါတင်ကပိတ်မိနေတာမဟုတ်ဘူးတိဆောက်မနေတာပဲရှိတာတင်စားလို့လိုက်တာနဲ့အချိန်ုံကနောက်ကလိုက်ပါလာပါလိမ့်မယ်ဘဝကြီးတစ်ခုလုံးကိုတရက်တည်းနဲ့ပြောင်းလဲစရာမလိုပင်မယ်နေတိုင်းမှာတော့တစ်ခုခုကိုပြောင်းလဲနိုင်ပါတယ်ဒီနေ့ငါတိဆောက်မယ်ဆိုတဲ့စိတ်ဓာတ်လေးတစ်ခုတည်းနဲ့တင်တည့်ရဲ့နေထိုင်မှုပုံစံကိုပြောင်းလဲပေးနိုင်ပါတယ်။တနေ့တာကိုဘလို့ကုန်းလွန်အားလုပ်လဲလို့တွေးမဲ့အစားဒီချိန်နဲ့ငါဘာကိုဖန်တီးနိုင်မလဲလို့ကိုယ့်ကိုပေးပြီးနှိုးထလာပါ။အတ္တမတင်ဘဝကိုတင်ပြန်ထိန်းချုပ်နိုင်မှာဖြစ်တယ်လို့ဒီကလိုက်စီတဲ့ခီးတဲ့မဟုတ်တော့ပဲကိုယ်တိုင်မောင်းနှင်သူဖြစ်လာမှာပါ။လူတော်တော်များများကရလက်ကိုပဲလိုချင်ကြပြီးလုပ်ငန်းစဉ်ကိုတော့မလိုချင်ကြဘူး။တကယ်တော့အဲ့ဒီလုပ်ငန်းစဉ်ကရိုးလေးပါပဲ။အဲ့ဒါကတော့နေတိုင်းပုံမှန်လှုပ်ဆောင်မှုပဲဒါဟာတစ်ချိန်လုံးစိတ်လှုပ်ရှားစရာမကောင်းပေမဲ့တကယ်တော့ထိရောက်ပါတယ်တကယ်တိုးတက်မှုဆိုတာရည်ရွယ်ချက်နဲ့လှုပ်ဆောင်ချက်တွေကြားကနေရာလုံးမှာရှိနေတာဖြစ်ပြီးအဲ့ဒီကြားကတရားကိုတော့တည့်ရဲ့အချိန်နဲ့တိဆောက်ရတာပါတနာရီကိုအချိန်ပေးပါအဲ့ဒီအချိန်ကိုဘယ်သူမှလာမနှောက်ယှက်အောင်ကာကွယ်ထားပြီးတိုးတက်ဖို့အတွက်ပဲသုံးပါတင်တစ်ခုခုကိုတိဆောက်တဲ့အခါတိုးတက်မှုတွေဖြစ်လာပြီးအဲ့ဒီကနေမျောလင်းချက်တွေခန်းစားလာရလိမ့်မယ်။အရာရာပြည့်ပြည့်စုံနေလို့မဟုတ်ပဲတင်ရွှေ့ကိုရွေ့နေလို့ပါ။တိဆောက်ခြင်းကတန်တရားတွေနေရာမှာဥတီချက်တွေနဲ့အစားထိုးပြီးတယ်။စင်ကြယ်တွေနေရာမှာလှုပ်ဆောင်ချက်တွေကြောက်ရွံ့မှုတွေနေရာမှာတာဝန်ယူမှုတွေနဲ့အစားထိုးပေးပါတယ်။တင်ဟာစိတ်အားထက်သန်မှုကိုစောင့်မနေပဲစီးကံကိုကိုယ်တိုင်ဖန်တီးနေတာပါအစင်သေးဖြစ်ပြီးလို့ခန်းစားရအောင်စောင့်မနေပဲလုံရင်းနဲ့ပဲအစင်သေးဖြစ်လာအောင်လုပ်ယူတာပါဒါဟာအစမ်းထက်တဲ့အပြောင်းလဲဖြစ်ပြီးတည့်ရဲ့အချိန်တွေကိုဖြုံးတီးတာရဲလိုက်တဲ့အချိန်မှာပဲအဲ့ဒါကစတင်တာပါစတင်ဖို့အတွက်ပြီးပြည့်စုံတဲ့အချိန်ဆိုတာမရှိပါဘူးတင်မစတင်ပဲထားလိုက်တဲ့အခိုက်အတန့်တိုင်းကအချိန်တွေဆုံးရှုံးနေတာပါပဲအဲ့ဒါကြောင့်မနှက်ဖြင်မဟုတ်ပဲဒီနေ့ကအရေးကြီးတာပါတင်မှရှိတဲ့အချိန်စိတ်ဓာတ်နဲ့စွမ်းရည်တွေကိုသုံးပြီးတစ်ခုခုတည်ဆောက်ပါတင်ပန်းနေရင်တောင်မတိစားရင်တောင်စလိုက်ပါဘာလို့လဲဆိုတော့တင်းငယ်တဲ့ခြေလမ်းလေးတွေကပဲဟိုင်မာတဲ့အုံမြင့်ကိုတိဆောက်ပေးတာမို့လို့ပါတနေ့မှာတင်နောက်ကျောင်းကိုပြန်ကြည့်ရခါအတိတ်ပဲရှိတဲ့အရာတစ်ခုအတွက်အချိန်ပေးဖို့ဆုံးဖြတ်ခဲ့တဲ့အဲ့ဒီဆုံးဖြတ်ချက်လေးကတင်းရဲ့ဘဝလမ်းကြောင်းကိုပြောင်းလဲပြခဲ့မှန်းသိလာလိမ့်မယ်ဒါဟာလွယ်ကူလို့ဒါမှမဟုတ်ညံဆန်လို့မဟုတ်ပဲတင်ကိုယ်တိုင်တိဆောက်ခဲ့တာတင်ကိုယ်တိုင်ပိုင်ဆိုင်တာတင်ကိုယ်တိုင်ကတိတည်ခဲ့တာမို့လို့ပါကိုယ့်ရဲ့အချိန်တွေကိုတိုးတက်ဖို့အတွက်သုံးခဲ့တယ်ဆိုတာကိုသိနေရတဲ့ခံစားချက်မျိုးကိုတော့ဘာနဲ့မှအစားထိုးလို့မရပါဘူးကိုပိုပြီးတိုးတက်လာအောင်လုပ်ပါအလုံးရှုံနေရုံတင်မဟုတ်ပဲတင်းရဲ့ကျမ်းမာရေးစိတ်သက်အရေးချင်းစိတ်အေးချမ်းမှုနဲ့တင်းရဲ့အနာဂတ်ကိုတည်ဆောက်ပါဒါကိုဒီနေ့ပဲလုပ်ပါဘာလို့လဲဆိုတော့ဒီနေ့ဟာတင်းအလုံးလုံးလို့ရတဲ့တခုတည်းသောအချိန်မို့လို့ပါတင်းမှာရှိသမျှအကုန်ပေးဆက်လာရင်တင်ထင်သားဟာထက်ပိုတဲ့ရလဒ်တွေပြင်ရပါလိမ့်မယ်တင်မှာအစမ်းစားတွေရှိပြီးသားပါကိုအတွက်အကျိုးမရှိတာတွေမှာအချိန်ဖြုံးနေတာကိုရက်ပြီးတော့တကယ်အရေးပါတဲ့တည်မြဲမဲ့အရာတွေအတွက်ပဲအချိန်ကိုစပြီးသုံးလိုက်ပါအချိန်ကိုရွယ်ချက်ရှိသုံးလိုက်ရင်တင်ရဲ့ဘဝကလည်းအဲ့ဒီနောက်ကိုလိုက်လာပါလိမ့်မယ်အခန်းကတင့်ကိုတိုးတက်စေမယ့်အသုံးဝင်မဲ့အရာတစ်ခုကိုနေတိုင်းလေ့လာပါတိုးတက်မှုဆိုတာအလုပ်တွေအများကြီးလုပ်နေလို့ရလာတာမဟုတ်ပဲ
ပိုပြီးသိနာလေလာတာကနေလာတာပါအရာရာကိုရှောက်သိနေဖို့မဟုတ်ပဲတင်းရဲ့အတွေ့အခေါ်လောက်ရနဲ့နေထိုင်မှုပုံစံကိုပြောင်းလဲပေးနိုင်မယ့်အတော်ဝင်တဲ့အရာတွေကိုသိဖို့လိုတာပါနေတိုင်းမှာဘဝကိုပူကောင်းစေမယ်ဆုံးဖြတ်ချက်တွေကိုပုံမှန်စေမယ်အရာတွေကိုလေ့လာဖို့အခွင့်အရေးရှိပေမယ့်လူအတော်များများကတော့အပျော်ပါးကိုပဲရွေးချယ်ပြီးပိတ်မိနေတဲ့ကြတယ်တကယ်တိုးတက်ခြင်းရွယ်ချက်ရှိတည်ယူတဲ့သူဖြစ်ရမယ်။နိုင်ပေါင်းများစွာစာထိုင်ဖတ်နေဖို့မလိုသလိုစာသင်ခန်းလည်းမလိုပါဘူး။ဘဝကိုပိုနားလည်စေမယ့်စိတ်ဖိအားတွေဝေကြီးအချိန်နဲ့ဆက်ဆံရေးတွေကိုကင်တွယ်တတ်စေမယ့်အသုံးဝင်တဲ့အယူအဆတစ်ခုပဲလိုတာပါ။တည်ရဲ့နောက်တစ်ဆင့်တက်လန်းနိုင်မှုဟာတင်ပါတိတလဲဆိုတာပေါ်မှာမူတည်နေတယ်။အတွေ့အခေါ်မပြောင်းလဲရင်လောက်ရလည်းမပြောင်းလဲနိုင်ဘူး။တင်ရင်ဆိုင်နေရတဲ့ပြဿနာတိုင်းဟာတင်မဖြေရှင်းတတ်သေးတာဒါမှမဟုတ်မဖြေရှင်းပြီးမတည်သေးတာပဲဖြစ်နိုင်တယ်။တင်မှုရက်သွားရင်တိုးတက်မှုလည်းရက်သွားမှာပဲ။တနေ့ကိုအသုံးဝင်တဲ့အရာတစ်ခုအဲ့ဒီလိုစိတ်ဓာတ်မျိုးထားပါဒါဟာဆောက်တဲ့ကဖြစ်ဖြစ်ဟော့စကတ်တဲ့ကဖြစ်ဖြစ်ဒါမှမဟုတ်လေးစားရတဲ့သူတွေစကားပြောတာကနေဖြစ်ဖြစ်ရနိုင်ပါတယ်အရေးကြီးတာကအဲ့ဒီအရာကလက်တွေ့အသုံးချလို့ရသလားဆိုတာပါပဲအဆက်လက်တွေအများကြီးကိုစိတ်တဲ့အတင်းထဲနေတာကတိုးတက်မှုမဟုတ်ဘူးတိုးတက်မှုဆိုတာရှင်းလင်းတဲ့အယူအဆတစ်ခုကိုယူပြီးအဲ့ဒီအတိုင်းလက်တွေ့နေထိုင်တာကိုပြောတာပါနားထောင်ရုံတင်မဟုတ်ပဲနားလေအောင်လုပ်ပါခြာရေးပါကိုပွားမှာဘလို့သုံးမလဲဆိုတာပြန်ပြီးပါအဲ့ဒီလိုတည်ရမှုမျိုးကတင့်ကိုတဖြည်းဖြည်းချင်းစီနဲ့အနိုင်ဆိုင်ဆုံးပြောင်းလဲပြီးသွားမှာပါတိုးတက်မှုအတွက်နေ့စဉ်သင်ယူခြင်းအမှုပညာသင်ယူမှုဆိုတာပါရမီရှင်ဖြစ်နေဖို့မလိုပါဘူးတကယ်လိုအပ်တာကကိုယ့်ကိုမြင့်တင်ခြင်းနဲ့အပြေစားခြင်းနဲ့တနေရာထဲမှာပိတ်မိမနေခြင်းနဲ့ကင်းပြတဲ့စာလောင်းစိတ်ပဲဖြစ်ပါတယ်တင်သာအယုံဆိုင်မယ်ဆိုရင်ဘယ်ရာကမဆိုသိယူနိုင်ပေမဲ့ပြဿနာကလူတော်တော်များများကအယုံနောက်နေကြတာပါသူတို့ကအတွေ့အခေါ်ထက်ဖုံးဖို့တာမှာအချိန်ပုံကုန်နေကြပြီးနည်းနည်းရှိုင်နားလည်ဖို့ထက်အလွယ်နည်းတွေကိုပဲလိုက်ရှာနေတဲ့ကြတယ်။ဒါဟာအစွမ်းအစမရှိလို့မဟုတ်ပဲအာယုံဆိုင်ပြီးမတင်ယူလို့မတိုးတက်ကြတာပါ။ဘဝကိုပိုကောင်းအောင်နေစေရင်ဘဝကဘလို့အလုံးလုံးတလဲဆိုတာကိုလေ့လာရပါမယ်။ဆိုလိုတာကတင်းရဲ့စိတ်တွေအကျင့်တွေကိုအနာဂတ်ကိုဘလို့ပုံဖော်တလဲစိတ်ခံစားချက်ကိုဘလို့ထိမလဲဘလို့ရည်ချက်ရှိလှုပ်ရှားမလဲဆိုတာတွေကိုအေးဖို့လိုပါတယ်။ဒါတွေကအလိုအလျောက်ဖြစ်လာမှာမဟုတ်ပဲမနှက်ပြင်ငါကိုပိုကောင်းလာစေဖို့ဒီနေ့ပါတင်ယူရမလဲလို့နေတိုင်းကိုမိပြီးလေ့လာမှရမှာပါ။တနေ့ကိုအသုံးဝင်တဲ့အရာတစ်ခုစီလေ့လာသွားတာကအစပိုင်းမှာတိတ်မသိတာပဲမယ်ရက်30အကြာမှာတင့်မှာအိုင်ယာတစ်30ရလာမယ်ဒါဟာတင်အရင်ကမရှိခဲ့တဲ့လက်နက်တစ်30အတွေ့အခေါ်ပြောင်းလဲ30နဲ့ပို့တက်မှု30ပါပဲအဲ့ဒီအယူဆတွေကတစ်ခုနဲ့တစ်ခုဆက်ပြီးတင့်ကိုကဘာကြီးကိုအရင်ကားနဲ့မတူပဲမြင်လာစေတယ်လို့ဖိအားတွေကိုလည်းပိုပြီးကင်တွယ်နိုင်လာစေမှာပါတင်ယုံမှုဆိုတာစိတ်ပါမှာလုပ်ရမယ့်အရာမဟုတ်ပဲစီကံတစ်ခုလိုမျိုးနေ့စဉ်လုပ်ရမှာပါစိတ်ထဲမှာရှိတဲ့ခံစားချက်ကိုတိုက်မမေ့ပဲတင်းရဲ့အနာဂတ်အတွက်အလုပ်ကိုလုပ်ရမယ့်အလုပ်တစ်ခုလိုသတ်မှတ်လိုက်ပါစာအုပ်ဆယ်အုပ်ဖတ်ဖို့မလိုပါဘူးတင်းရဲ့အပြုအမူကိုပြောင်းလဲစေနိုင်တဲ့စာတစ်ပိုင်းလောက်ကိုဖတ်မိရင်ပဲလုံလောက်ပါတယ်အပြုအမူပြောင်းလဲလာတာနဲ့အမျှရလဒ်တွေကလည်းလိုက်ပြောင်းလဲလာမှာပါနောက်ပြီးတည်ယူမှုဟာကြောက်ရွံ့မှုအတွက်စိတ်တစ်ခွက်လည်းဖြစ်ပါတယ်တင်လန်းပြောင်းနေတယ်လို့ဘာလို့ရမှန်းမသိတယ်လို့ခန်းစားရရင်အဲ့ဒါကတင်မှာဆွေးရင်ချက်ရှိလို့မဟုတ်ပဲတခုခုထပ်တင်ယူဖို့လိုနေပြီဆိုတဲ့လက္ခဏာပါမှန်ကန်တဲ့အရာတွေကိုလေ့လာတဲ့အခါတင်ရဲ့စိတ်ကကြည်လင်လာပြီးဥတီချက်ရလာပါလိမ့်မယ်ဒါကြောင့်တနေ့တာကိုဘာမှမလေ့လာပဲမကုန်လို့ပါစေနဲ့တင်ကိုတလက်မလောက်ပဲဖြစ်ဖြစ်ပိုကောင်းလာစေမယ့်အရာကိုရွေးချယ်တင်ယူပါတီးထားတာတွေကိုခေါင်းထဲမှာသိမ့်မထားပဲလက်တွေ့သုံးကြည့်ပါသူများကိုပြန်ပြောပြပါဒါမှမဟုတ်ခြားရည်ပါတင်လေးလာထားတဲ့အရာတွေနဲ့ထွေထွေမှုများလေအဲ့ဒီအရာတွေကတည့်ရဲ့စရိုက်တစ်ခုလိုဖြစ်လာပြီးတင်တိတာတွေမကပဲတည့်ရဲ့နေထိုင်မှုပုံစံကိုပါပြောင်းလဲပြီးသွားမှာဖြစ်ပါတယ်ဒီနေ့မှာတော့တာအီဂျီအိုနိုရဲ့ဆောင်းလေးကပေးခြင်းနဲ့အဓိကသတင်းစကားကတော့မိတ်ဆွေရဲ့ကိုပိုင်အရှိန်ဟောင်းကိုပိုင်လမ်းကြောင်းအတိုင်းတနေ့ကိုထိရောက်တဲ့တနာရီနဲ့ဖြည်းဖြည်းချင်းရှေ့ဆက်သွားနေတာဟာအလုံးစုံဆုံးနဲ့အကောင်းဆုံးပါပဲမိတ်ဆွေဟာဘသူထပ်မှနောက်ကျမနေပါဘူးလို့ပြောကြရင်မနက်ဖြန်မှာစိတ်သက်သာရရစွာနဲ့အေးချမ်းစွာနိုးထနိုင်ပါစေရှင်ဒီနေ့ဆွေးနွေးသွားတဲ့အချက်တွေထဲကနေမိတ်ဆွေအတွက်အထူးဆုံးဖြစ်မယ်အချက်လေးတစ်ခုသို့မဟုတ်မန
နက်ဖြန်ကစပြီးလက်တွေလိုက်လုပ်ကြည့်မယ့်အခြေစီမံခန့်ခွဲမှုအလေးချက်လေးတစ်ခုကိုကွန်မန့်မှာရေးသားပေးခဲ့ပါအောင်နော်ဒီနေ့ဆွေးနွေးသားတဲ့အကြောင်းအရာလေးကနေမိတ်ဆွေတို့အတွက်အကျိုးတစ်ခုခုရသွားတယ်ဆိုရင်ကျမတို့ကိုအားပေးတဲ့အနေနဲ့ like and share လေးလုပ်သားပေးဖို့လည်းတောင်းဆိုချင်ပါတယ်ဒီလိုကဘာကျော်စာအုပ်ကောင်းတွေရဲ့တန်ဖိုးရှိတဲ့အတွေ့အခေါ်တွေကိုအမြဲနားဆင်နိုင်ဖို့အတွက်ကျမတို့ရဲ့ channel လေးကို subscribe လုပ်ထားပြီး notification bell လေးကိုလည်း on နှိပ်ထားဖို့မမေ့ပါနဲ့အောင်နော်ဒါမှဗီဒီယိုအသစ်တွေတင်တာအမြဲသိရှိနိုင်မှာဖြစ်ပါတယ်ဗီဒီယိုလေးကိုဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်တရားချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်နေ့မှာလည်းဘဝအတွက်ခွန်အားဖြစ်စေမယ့်စာအုပ်ကောင်းတစ်ခုနဲ့အတူပြန်လာခဲ့ပါအောင်မယ်မိတ်ဆွေတို့အားလုံးအောင်မြင်ပျော်ရွှင်ပြီးလွတ်လပ်အေးချမ်းတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်နိုင်ကြပါစေရှင်ဘိုင်ဘိုင်